ပြီးတော့အစိုးဆုံးကရည်စားဟောင်းစီကိုဖုံးဆက်ခြင်းနဲ့စိတ်ပါလက်ရှိသူ့မှာရည်စားအသစ်များရှိနေပြီလားဆိုရဲစွန့်ရည်စိတ်ရဲ့လမ်းခွဲတာကြာပြီဖြစ်တဲ့ဘာပြောရမလဲမသိဘူးဆိုတဲ့အနေရခတ်မှုတွေရဲ့ပေါ့တကယ်တော့လမ်းခွဲတုန်းကလှလှပပဇက်သိမ်းခဲ့မယ်ဆိုလို့ရှိရင်အခုလက်ရှိမှာအဲ့ဒီအတိတ်ကလှပခဲ့တာလေးကိုလွမ်းဆွယုံနဲ့မဆွတ်သွယ်မိတာကပိုကောင်းပါတယ်ဒါကြောင့် relationship consultant တယောက်အနေနဲ့အကြံပေးရမယ်ဆိုလို့ရှိရင်တယောက်ယောက်ကိုလွမ်းတိုင်းသူ့ရဲ့အတန်ကိုကြားရမှာမဟုတ်ဘူးဘာလို့လဲသိလားစိတ်ကူးတဲ့ကအရာအလုံးဟာလက်တွေ့ထက်ပိုပြီးတော့လှပနေတော့ပါပဲကိုလွမ်းဆွတ်နေတဲ့သူကလည်းနှလုံးသားထဲမှာဆိုအပြင်ကထက်ပိုပြီးတော့နှွေးထွေးနေလို့ပါလွမ်းဆွတ်မှုဆိုတာတိတ်ဝေးတဲ့အရာလို့ထင်ရတတ်ပေမဲ့တကယ်တော့တစ်ခါတလေလက်တွေ့ထက်ပိုပြီးတော့နှိစက်နေတတ်တယ်ရင်ထဲကအလွမ်းတွေကနှွေးထွေးနေပေမဲ့ဖုန်းလိုင်းရဲ့တစ်ဖက်မှာရှိနေတဲ့လူကတော့အရန်ကိုဝေးကွာနေသေးပါပဲဒါကြောင့်တခါတလေဖုန်းမဆက်ဖြစ်တော့တာခါပဲကိုယ့်ရဲ့ရှင်ထဲကအလှပါဆုံးအမတ်တရားတွေကိုကာကွယ်ပေးထားတဲ့ boundary လေးတစ်ခုဖြစ်နေတော့တာပေါ့